ငါလကားပင်ပူပူလေးနဲ့အသီးများစေဖို့အတွက်မိမိမျိုးလိုချင်တဲ့အပင်ကအပေါ်ယံခောက်ခွန်တွေခွာပေးပြီးဓာတ်နဲ့ချက်ပေးထားလိုက်ပါအမြင့်ထွေမြန်စေဖို့ရှစ်ဆောင်လက်ပတ်နဲ့ပုတ်ပေးပြီးအုံဆံမုံတွေနဲ့ကြက်စီပေးထားရပါမယ်တလကျော်လောက်ဆိုအမြင့်တွေများစွာထွက်နေကြပြီမို့အမြင့်ရင်းကဖြတ်ယူပြီးအိုးတွေထဲမှာပြူပေးထားရပါမယ်ဒါဆိုရင်တော့ပူပူလေးနဲ့အသီးများစေမှာပဲဖြစ်ပါတယ်မလကာပင်အဖူးမြုပ်စဖို့အတွက်မိမိမျိုးလိုချင်တဲ့အပင်ကအဖူးညွှန်းထွက်မဲ့နေရာကိုလှိဖြတ်ပြီးခွာယူပေးပါထဲဆက်မဲ့အောက်ခံပင်မှာမျိုးကိုင်းနဲ့ကိုက်ညီအောင်အခောက်ခွန်ခွာပေးပြီးထဲဆက်ပေးရပါမယ်ပြီးရင်တော့တင်းကျပ်နေအောင်ကြာစီပေးပြီးဖုံးအုပ်ပေးထားလိုက်ပါဒါဆိုရင်တော့နှစ်ချင်းသီးစီမှာပဲဖြစ်ပါတယ်မလကာပင်နှစ်ချင်းသီးစီဖို့အတွက်ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးမိမိရွေးချယ်ထားတဲ့မလကာကိုင်းကိုအကျယ်2လက်မခန့်အပေါ်ရန်အခောက်ခွန်တွေခွာပေးပြီးဓာတ်နဲ့ချက်ပေးထားရပါမယ်အမြင့်ထွေမြန်ဆန်စေဖို့အတွက်ရှစ်ဆောင်လက်ပတ်နဲ့ပုတ်ပေးပြီးခရမ်းတီးတစ်လုံးအုပ်ထားပေးလိုက်ပါပြီးရင်တော့ဘူးကွန်တစ်ခုဆွတ်ပေးပြီးရေးစိမ်ထားတဲ့အုံဆံမုံတွေကိုအပြည့်ထည့်ထားပေးရပါမယ်တလကျော်လောက်ဆိုအမြင့်တွေထွက်နေကြပြီမို့အမြင့်ရင်းကဖြတ်ယူပြီးအိုးတစ်ခုထဲမှာတလကျော်ခန့်ပြိုပေးထားလိုက်ပါဒါဆိုရင်တော့ပူပူလေးနဲ့နှစ်ချင်းသီးစီမှာပဲဖြစ်ပါတယ်